အားလုံးပဲမင်္ဂလာပါရှင်ဆိုတော့နှစ်ယောက်ကချောင်းသာရောက်လို့ရှိရင်ချောင်းသာစီးတွေတွားပြီးတော့စီဖူးတွေကိုယ်တိုင်မွေရမနေနိုင်နေတဲ့မှာပါပါတယ်အဲ့တော့ဒီနေ့လည်းနှစ်ယောက်သားကိုယ်တိုင်စီးတွားပြီးတော့ပစွန်နဲ့ပြည်ကြီးငါ3000မိုးဝယ်လာခဲ့ပါတယ်3000မိုးအများကြီးပဲရပါတယ်ရှင်ပြီးတော့အနားမှာရှိတဲ့အင်ဂျီဆိုင်တွေကိုလည်းဝင်ဝယ်ခဲ့ပါသေးတယ်အခုတော့ဈေးဝယ်ပြီးလို့ဟိုတယ်ကိုပြန်มาတော့မယ်ဒါတော့ဟိုတယ်နားမြင်ရတဲ့မြင်ကွင်းလေးဖြစ်ပါတယ်အခုဝယ်လာတဲ့စီဖူးတွေကညနေကြတော့မှဟိုတယ်မှာစားမှာဖြစ်ပါတယ်။နေ့လယ်စာကိုတော့ဟိုတယ်ကနေပဲမှာစားလိုက်ပါတယ်။ပြည်ကြီးငါချိုချက်လေးရယ်တီးရွက်စုံကြော်ရယ်နောက်ပြီးတော့ကြက်သားချင်းဆက်ချက်လေးရယ်ဖြစ်ပါတယ်။ဟိုတယ်ကနေမှာစားတာလက်ရလိုက်တော်တော်ကောင်းပြီးတော့စားလို့လည်းအရသာရန်ရှိပါတယ်။ဒါတော့ဆိုတော့စားသမျှကိုလာတောင်းစားနေတဲ့ခလေးလေးနှစ်ယောက်ဖြစ်ပါတယ်။ဒီနေ့ကတော့မိုးလေးလေးအုပ်နေရလဲရေထဲမစင်မနဲ့ဟိုတယ်မှာပဲအေးအေးဆေးဆေးအနားယူဖြစ်တယ်။အခုညနေစာစားမယ့်ချိန်လေးရောက်လာပါပြီ။ဟိုတယ် chef ကိုယ်တိုင်ပြင်ဆင်ပေးထားတဲ့ seafood sauce လေးပါ။ပဇွန်လေးနဲ့ပြည်ကြီးငါးတွေကိုလည်း chef ကိုယ်တိုင်ပြင်ပေးနေတာဖြစ်ပါတယ်ရှင်။ဒါတော့နှစ်ယောက်သားတလှည့်စီဝင်ရောက်နေတာပါ။နောက်ဆုံးကျတော့လည်း chef ကိုယ်တိုင်ပဲပြင်ပေးတာဖြစ်ပါတယ်။ဟေကာလည်းဟိုတယ်က chef ရဲ့လက်ရတော်တော်စားလို့ကောင်းပါတယ်ရှင်ပြီးတော့စေတနာလည်းပါပါတယ်အဲ့တော့ပဇွန်ကရဲ့ပြည်ကြီးငါးကရဲ့နောက်ပြီးတော့ကင်းမွန်တုပ်လေးကိုလည်းဟိုတယ်ကလက်ဆောင်ပေးပါသေးတယ်အဲ့ဒါလေးနဲ့ညစာရှင်းစားလိုက်ကြပါတယ်ရှင်ပင်လယ်လာတာဆိုတော့စီဖူးတွေကတောက်လျှောက်စားဖြစ်ပါတယ်မဲအိတ်ခင်မှာဖျားရှိခိုးမယ်ပြီးရင်ရုပ်ရှင်ကြည့်ပါမယ်အရင်ဦးဆုံးဟာဘယ်တီးလေးတောက်ဖို့အတွက်ရင်းနှီးလေးနဲ့အရင်စိမ့်လိုက်ပါအောင်မယ်ရှင်ဒီဟာပဲတီးလေးကတော့ခုနောက်ပိုင်းကျန်းမာရေးအတွက်ကောင်းလို့တောက်ဖြစ်နေတာပေါ့နော်အဲ့တော့ဒီတီးလေးရဲ့ကောင်းကျိုးကိုလည်းခဏနေပြောပြပေးပါမယ်ဒါလေးစိတ်ထားတော့မှဖျားရင်ရှိခိုးလိုက်ပါအောင်မယ်ရှင်နှစ်ယောက်သားမအိတ်ခင်ဟာပဲတီးတောင်းနေတာပါလဲဆိုတော့ဆိုတော့နှစ်ယောက်အိမ်မှာလေအခုနောက်ပိုင်းတောက်ဖြစ်နေတဲ့ဆယ်လီဟာပဲဒီဆိုတော့ကအခုနောက်ပိုင်းအလုံးနဲ့ stress လေးများလာပြီဆိုလို့ရှိရင်အိမ်မပြောတာလေးဖြစ်တယ်ကိုဖိုးရကြတော့ခန္ဓာကိုယ်မှာသွေးရင်းအဆီဓာတ်နည်းနည်းများတယ်အဲ့ဒါနဲ့ဒါလေးကိုတောက်ဖြစ်နေတာသူ့မှာကရာကုန်ဥပဲနတာစီမက်လင်ချင်းချင်မောင်အဲ့လိုမျိုးတကယ် 100% organic ပေါ့နော်တဘာဝပစ္စည်းနဲ့ထုတ်လုပ်ထားတာအဲ့တော့ကောင်းကျိုးတွေလည်းများတယ်အဓိကဘာလဲဆိုတော့ဟိုခန္ဓာကိုယ်ကြွက်သားတွေပြေရောပြီးတော့အိတ်တဲ့ခါမှာနှင်းနှင်းချက်ချက်ကောင်းကောင်းအိပ်ပျော်စီနိုင်တယ် fiber ဓာတ်တွေများတာဖြစ်တဲ့အတွက်အဲ့လို warm မှန်စီတဲ့အခါကျတော့ဝမ်းတွေအပူပုတ်ရှင်ပြီးတော့ green နဲ့ဆိုထွက်တာတွေကာကွယ်ပေးနိုင်တယ်ခန္ဓာကိုယ်အဆီဓာတ်တွေသွေးရင်းအဆီဓာတ်တွေလည်းရောကြစေနိုင်တယ်အယိုးပွားတာကိုလည်းကာကွယ်ပေးနိုင်တယ်နောက်တစ်ခုအဲ့လို antioxidant ကျွဲဝါပြီးတော့လေ fiber တွေအများကြီးပါတာဖြစ်တဲ့အတွက်အရွယ်တင်နှုတ်ပြိုပြီးတော့အသားရည်လည်းအဲ့လိုကြည်လင်လာစေရယ်ဆိုတော့ကောင်းကျိုးတွေကအများကြီးပဲတောက်ရတာလည်းလွယ်တယ်အိမ်အောင်မွင်းခင်အဲ့လိုတနာရီလောက်အလိုမှာဒါကိုတောက်ပေးရတာပေါ့နော်မတောက်ခင်မှာဒီအထုပ်ထဲမှာပါတဲ့တီးဘက်လေးအဲ့ဒါလေးကိုယူနေပူပူနဲ့အချိန်15မိနစ်20လောက်စိမ်မိထားရမှာဒီလိုအထုပ်လေးတွေအရသာလည်းအဲ့လိုချင်းပြုံးပြုံးလေးတောက်လို့ကောင်းတယ်ဒီတပူထဲမှာဆိုလို့ရှိရင်သူ100 gram ဆိုတော့လေအထုပ်ဒီလိုခဏအထုပ်ကလေးတွေ30ကျော်လောက်ပါတယ်အဆင်ပြေတယ်အဲ့တော့ဒါလေးကိုလည်း share လုပ်ပေးပါတယ်အိမ်မပြောတာမျိုးတွေခန္ဓာကိုယ်ကလေးလံနေရမျိုးဖြစ်တယ်ဆိုလို့ရှိရင်ဒီဆယ်လီဟာပဲတီးလို့တောက်ကြည့်ပါနှစ်ယောက်သားအိမ်မှာအခုတောက်ပြီးနောက်ပိုင်းတော့ကောင်းကောင်းအိတ်လို့ပြောတယ်ဝွန်လဲမှန်တယ်နေလို့ကောင်းတယ်ဒါလေးအဆင်ပြေပါတယ်အဲ့တော့အခုဒါလေးတောက်ပြီးတော့ပြီးရင်တော့အိတ်တော့မယ်နောက်နေ့ကြာလို့ရှိရင်ချောင်းသားမှာရှောက်သွားရှောက်စားရအောင်ပဲအဲ့တော့ဆိုတော့ဗီဒီယိုလေးကိုကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် vlog တွေမှာအားလုံးနဲ့ပြန်ဆုံတွေ့ပါမယ်ရှင်အားလုံးပဲ good night ပါ